ကိုချင်းကြီးတို့ကတော့ခမပဲလေကိုရေယူမူဘီကိုဘာလုံးနေရလဲဒီမနေ့ကတစ်တော့ချောင်းမယ်လေဘာပဲနဲ့မသိဘူးကိုမိန်းမချောင်းနေအောင်လာပြီးတော့ join ပေးဦး ဟာမင်္ဂလာပါ မင်္ဂလာပါပြိတ္တကြီး မင်္ဂလာပါပြိတ္တကြီးကျွန်တော်ဒီမှာလက်စွပ်လေးကြည့်ပါဦးလာတယ်မလားရွှေနာရီနဲ့ကျွန်တော်ဒီလိုစီးပွားဘယ်လိုလုပ်ဖြစ်လာလဲတိလား ကျမကိုတော်လို့ ဟုတ်တယ်ဒါပေမဲ့ကျွန်တော်ဒီရုပ်ဝက်ချက်ကိုမပြောရဘူးဗျာ ဒီမှာကြည့်ကိုစင်ပေးတာကျွန်တော်မိမအရင်ချစ်ဖို့ကတော့တော့ရွှေနေတာတိတ်မလိုက်အားကြောင့်တသိလေးစင်ပေးထားတာကျွန်တော်တော့အကြီးကြီးပဲဗျာမကြည့်ပါဘူး ဒီမှာနေကိုစင်ပေးထားတာနေအရင် အိမ်ရွက်ကြည့်တော့အိမ်ရွက်လည်းကြည့်တော့ ဒီမှာတက်တော့ရိုက်နေမမြင်ဘူးလားမင်းရဲ့နားကိုမလဲဘူးဘာမှလည်းမသိဘူး ရစက် တော့ကိုရန်ကောင်းတဲ့ဟာတွေဒဲဒီအဖိုးကြီးနဲ့ဖွားကြီးတကယ်အောင်ရန်တော့ ပြောတာ ဒီမှာယောက်ျားရဲ့လာပါကိုပြန်ရိမ့်လိုက်အောင် ပါကုန်လို့မယ် အေး